Audio Jungle. Audio Jungle. ရခိုင်ပြည်နယ်ကိုလူမျိုးရေးအတုံးချမီးမွေးပြီးတော့လုံနေတဲ့ကောင်တွေကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ရတော့တကွက်ပြသွားပြီเนาะအဲ့ဒါကဘာလဲဆိုတော့ပထမရက်မှာဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်ပြည်နယ်မှာရှိတဲ့မွတ်စလင်အတိုင်းဝိုင်းနဲ့တူကိုယ်တိုင်တွားတွေ့ပြီးတဲ့နောက်တစ်နေ့မှာရခိုင်မှာနာမည်ကြီးတဲ့ဗလီကိုပြန်လဲဖွင့်လှစ်နိုင်ခဲ့တယ်ရခိုင်ဟာအခုမှလူမျိုးရေးကိုအတုံးချတာမဟုတ်ဘူးNLDအစိုးရလက်ထက်တည်းကဒီလူမျိုးရေးကိုအတုံးချပြီးတော့တင်မင်တက်ကိုကစားပြီးရုပ်မာနေတဲ့နေရာအဲ့တော့ဒေါ်အောင်ဆန်းစုကြည်ကိုစော်ပြီးတဲ့နောက်မှာအခုတော်လိုင်းကာလမှာနောက်ထပ်ပြစ်မှတ်ထားပြီးတော့စော်လာတာဗိုလ်ချုပ်ထွန်းမြတ်နိုင်ဒါကိုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကကောင်းကောင်းတိုင်ထွေပြသွားတာနော်အရန်လှတဲ့အကွက်ကလေးတရင်ကိုအရင်ဖတ်ပြပါမယ်ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA ဥက္ကဋ္ဌအာရခတက်တော် AA စစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဟာမောင်တော်မြို့သို့ရောက်ရှိလာပြီးမွတ်စလင်ခေါင်းဆောင်တွေနဲ့တွေ့ဆုံပြီးနောက်မောင်တော်မြို့မှဂျာမေပလီကြီးကိုဖွင့်လှစ်နိုင်ခဲ့တယ်လို့အာရခမင်းတမီမီဒီယာ APM မှာသတင်းချုပ်တန်ထုတ်လွှင့်လာပါတယ်ရခိုင်မွတ်စလင်ရေးရာဥက္ကဋ္ဌဦးမောင်မောင်အေးကဗိုလ်ချုပ်မောင်တော်မြို့သို့ရောက်ရှိလာတယ်ဆိုတာကို AMB ကိုအခုလိုပြောဆိုပါတယ်2025ခုနှစ်8လပိုင်း30ရက်နေ့မှာကျွန်တော်တို့ဗိုလ်ချုပ်ရောက်လာတဲ့နေ့မှာကျွန်တော်တို့တင်ပြပေးပါတယ်အဲ့ဒီတင်ပြပေးတဲ့နောက်ဆုံးစ조사ပန်းချက်ပါလို့ဖွင့်ပေးတယ်မဟုတ်ပါလားဖွင့်ပေးတာကိုအထူးကျေးဇူးတင်ပါတယ်ဝမ်းလဲတာပါတယ်လို့ပြောဆိုပါတယ်အာရကတက်တော်စစ်ဦးစီးချုပ်ကိုယ်တိုင်မောင်တော်မျိုးတို့ရောက်ရှိလာပြီးဒေသခံမွတ်စလင်အတိုင်းဝိုင်းနဲ့နှွေးထွေးစွာတွေ့ဆုံခဲ့တယ်လို့သိရပါတယ်မောင်တော်မျိုးဂျာမေပလီကြီးကိုလူမျိုးနှစ်ခုကြားလူမှုတဟဇာတာဖြစ်စေရေးအာရကပြည်မှာမိတင်းနေထိုင်တဲ့လူမျိုးတိုင်းမိမိယုံကြည်ရာကိုလွတ်လပ်စွာကိုးကွယ်နိုင်ရေးအတွက်အာရကပြည်သူအစိုးရကဖွင့်ပေးတာဖြစ်တယ်လို့သတင်းမှာဖော်ပြထားပါတယ်မောင်တော်မျိုးမှဂျာမေပလီကြီးကို2012ခုနှစ်ဇွန်လ10ရက်နေ့လူမျိုးရေးပြည်ပခတ်ဖြစ်ပွားချိန်ကစပြီးအုပ်ချုပ်သူအစိုးရအဆက်ဆက်က73နှစ်ကြာပိတ်ထားခဲ့ရကနေအခုနှစ်2025ခုနှစ်စက်တင်ဘာ12ရက်နေ့မှာအာရခတော်လှန်အစိုးရကပြန်လည်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပါတယ်ဘလောက်လှတဲ့အကွက်လဲကြည်စမ်းအဲ့တော့မင်းအောင်လှိုင်ဟာ NLD အစိုးရလက်ထက်မှာတည်းကရခိုင်ကိုတီးနဲ့မီးမွေးပြီးတော့လူမျိုးရေးပြည်ပခတ်ဖြစ်အောင်လှုံ့ဆော်ခဲ့တယ်အခြားမကြည့်နဲ့ဗျာအာဇာအဖွဲ့ဟာ NLD အစိုးရလက်ထက်မှာစစ်တပ်တွေရဲစခန်းတွေကိုဘာမှမဆိုင်မဲနဲ့အချောက်တက်ကြီးဝင်တိုက်ဝင်ပစ်ပြီးတော့ဝင်တက်တယ်နော်မွတ်စလင်တွေကလက်နက်ကင်တောင်းကျမ်းတယ်ဆိုတဲ့ပုံဖော်ပြီးတော့ဘာလုပ်လဲဒေတာခံတွေကိုရန်ရှာတယ်ရခိုင်ဒေတာခံတွေကိုရန်ရှာတယ်ပြီးရင်ဒီရဲစခန်းတို့ဘာတို့ကိုဝင်ပစ်တယ်ဝင်တက်ပြတယ်တမင်တက်ထားလို့အခုတော်လိုင်းကာလမှာရခိုင်ပြည်သူရဲ့အများစုထောက်ခံထားတဲ့ AA တက်တော်ဟာတော်လှန်ပြီးတော့ဒီစစ်တပ်ကိုတိုက်နေတယ်ဒါပေမဲ့တစ်ချိန်ကစစ်တပ်ကိုတိုက်ခဲ့တဲ့အာရကန်ဒီဝင်င်းဟာအာစာအဖွဲ့ဟာစစ်တပ်နဲ့ပြန်ပေါင်းပြီး AA ကိုပြန်တိုက်တယ်ဟာမျက်စိတွေလဲကုန်တယ်ဟမ်ဖြစ်တဲ့လားအမှန်တကယ်ဒီအာစာအဖွဲ့ဟာတကယ်တည်းမှန်လို့ရှိရင်အစကတည်းကသူဟာဒီစစ်တပ်တွေရဲတွေကိုတိုက်လာခဲ့တဲ့အဖွဲ့အစည်းတစ်ခုတော်လှန်လာခဲ့တယ်ပေါ့သူတို့စကားနဲ့ပြောမယ်ဆိုရင်တော့အခုလည်းဆက်တော်လှန်လေမတကားဆိုရင်အာရခတက်တော်နဲ့တော့ပေါင်းစည်းအောင်မဟုတ်ဘူးလားမဟုတ်ဘဲနဲ့ဘာလုပ်လဲအေးကိုစစ်ရေးရတိုက်ရုံနေမှာဘူးဒီအခြားနည်းလမ်းရမှာတိုက်တယ်ဟမ်ဒီစစ်ခွေးပေထားတဲ့အလောင်းပုံကအယိုးပုံကအစအေးရဲ့ဒီမွတ်စလင်အတိုင်းဝိုင်းကိုလူမျိုးတုံးတက်ဖြတ်ပါတယ်ဆိုတဲ့ဟာမျိုးနဲ့နိုင်ငံတကာထိအရေးယူထိပါရုပ်မှလာကြတယ်ဒါတွေအားလုံးရဲ့စနက်ဟာနော်ကျန်းဖို့ပါတီလက်ထက်မှာအဲ့ဒီကောင်ဘဏ္ဍကောင်လွတ်တော်တဲ့ရောက်ခဲ့တရေခန္ဓာကျန်းဖို့ရှင်းရှင်းလေးပဲဒီကျန်းဖို့ကတရေခံဖြစ်တဲ့အတွက်လက်မဲကဘဒူတယ်ဒီစစ်ကောင်းဆောင်အတိုင်းဝိုင်းနေပဲနော်ဒါကိုအခုဗိုလ်ချုပ်ထွန်းမြတ်နိုင်ကရခိုင်မှာမွတ်စလင်အတိုင်းဝိုင်းနဲ့တိုက်ပြီးဆိုတဲ့ကတတိကြီးထားပြီးတော့သူ့ရဲ့တပ်မှုတွေကိုလည်းတူနော်အလုတ်လုတ်ခိုင်းတယ်တူကိုတိုင်းလည်းတလန်းချင်းလောက်သွားတာအခုနောက်ဆုံးမှဒီလိုပြက်ရုပ်တွေထုတ်ပြလိုက်တဲ့အချိန်မှာနော်အေကရခိုင်မွတ်စလင်တို့လူမျိုးသုံးတက်ပါတဲ့ဘာညာအော်ပြီးတော့ချိုချနေတဲ့ကောင်တွေဂွမ်းဝါအကုန်လုံးနော်ဘလောက်ပိုင်းနဲ့ရရှိတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်လောက်သွားတာကြည့်နော်တကယ်ကိုလေးစားတယ်ခေါင်းဆောင်ဆိုတာအဲ့လိုမျိုးဖြစ်နေရမယ်ဒါသူ့ရဲ့ပိုင်းအဲ့ဒီအချိန်မှာသူကပိုင်းနိုင်ပြန်ငါတို့ရခိုင်ပဲကလားတွေကုန်တက်ပြစ်မထအောင်သွားပြီး
သွားပြီဒီကောင်တွေဝင်နေဝင်ပြီနော်ရှင်းချင်းလေးပဲအဲ့တော့ကျွန်တော်တို့ဟာခေါင်းဆောင်ကောင်းတယောက်ရှိလို့ချင်းအဲ့ဒီခေါင်းဆောင်ကောင်းရဲ့အရေးအကဲကိုကြည့်ပြီးတော့သွားရမယ်အခုရခိုင်မှာတောက်လျှောက်ခွဲနေတယ်နော်ဒါပေမဲ့ကျွန်တော်ယုံကြည်ပါတယ်ရခိုင်လူမျိုးတွေတွေးခွဲလို့ကွဲလို့မရဘူးမနိုင်တော့ဘူးစစ်တပ်ကကျင်းနေတယ်နော်ဘလို့မှတွေးခွဲလို့မရတော့ဘူးလူမျိုးရဲ့ကြိုက်တဲ့လောက်တွေးခွဲလို့မရတော့ဘူးဘာဖြစ်လို့လဲသူတို့ရဲ့ရုံမှမှုတွေကိုဘာဆိုတာကိုတစ်ဖက်ကကောင်းကောင်းသိနေတဲ့အတွက်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာဘာမှမဆိုင်မဲနဲ့တစ်ချိန်တစ်ခါကအတူတူနေလာတဲ့လူတွေကိုထားပြီးတော့ရန်သူတွေဖြစ်အောင်ထားလုပ်ကြနော်ဒီကြားထဲမတမာတဲ့သူတွေကအခွင့်ကောင်းယူဒီကောင်တွေနဲ့ပေါင်းပြီးလို့ရှိရင်ပြဿနာတွေမီးမွေးနော်အဲ့တော့ဘလို့ဖြစ်နေဆိုတော့တစ်ဖက်မှာနဲ့လောင်စာတွေကအစင်နဲ့လောင်ဖို့ရှိနေတယ်အဲ့ဒီလောင်စာတွေကိုဒီကောင်တွေကကောင်းကောင်းအတုံးချပြီးတော့လူမျိုးရေးမီးမွေးတဲ့ဗာတိုင်းမီးမွေးကျွန်တော်ပြောပြမယ်အေကဟိုနင်းနေဟိုတဲ့ဘင်္ဂလီတွေကိုနော်အစုလိုက်အပြုံလိုက်တက်ဖြတ်တယ်ပေါ့လူမျိုးတုံးတက်ဖြတ်တယ်အော်လဲဆိုရင်ကျွန်တော်ပြောရင်မြန်မာပြည်မှာလေမြန်မာပြည်မှာကရင်နေဆိုရင်ဗမာကိုအသေးမုန်းလားဗမာအသားတော်စားတဲ့ကရင်ရှိတယ်အဲ့လောက်ထိမုန်းတာနော်တကယ်ဒီစစ်တိုင်နဲ့ဗမာဟိုနေဖမ်းမိဝကြောတဲ့စီးသက်တာလို့နော်ဗမာသားဘလို့စားတော့ဒါပေမဲ့အဲ့ဒါလောက်မုန်းနေတဲ့ကရင်နေတောင်မှအခုတော်လှန်ရေးမှာကြည့်ဗမာတွေနဲ့အတူတူနေပြီးတော့မလုပ်နေတယ်တော်လှန်လုပ်နေကြတယ်တအိုးရဲစားပြီးရေတစ်ခွက်ထဲအတူတူတောက်ပြီးတော့နေနေကြတယ်အဲ့ဒါဘာကိုပြလာလဲဆိုတော့ဘလောက်ပဲအမုန်းတရားရှိတဲ့သူဖြစ်နေပါစေလူစိတ်ရှိကြတယ်လူစိတ်မရှိတဲ့အဖွဲ့အစည်းကအဲ့ဒီစစ်အာဏာရှင်အဖွဲ့အစည်းပဲမြန်မာပြည်မှာလူစိတ်ကင်းမဲ့ဆုံးအဖွဲ့အစည်းအမုန်းတရားကိုအထုံးလွတ်ဆုံးအဖွဲ့အစည်းကိုပြပါဆိုရင်ဘယ်လူမျိုးဘယ်ဘာသာမှမပြနဲ့အဲ့ဒီစစ်ဗိုလ်ချုပ်တွေသူတို့ပဲရှိတယ်ဒီကောင်တွေတော့ရုံမာမဲ့အကောင်ဘယ်တိုင်းနာဘယ်ပြည်သူဘယ်ဟာမှမရှိဘူးနော်အဲ့တော့ပြောချင်တာဘလောက်ပဲရုံမာတယ်လို့ဆွဆွဲမင်းတို့ကိုရုံမာတယ်လို့ဆွမယ်ဆိုရင်စစ်တပ်ကိုအရင်သွားပြောနော်သွားပြောအဲ့ကောင်တွေရဲ့ရုံမာမှုတွေကိုအရင်ဖြည့်ရှင်းကြပြီးတော့အခြားလူတွေကိုပတ်ဆွဲနော်အဲ့တော့ကျွန်တော်တို့ဒီပွဲမှာတည်ထားမှာကစီးလုံးမှုရဲ့အင်အားဘလောက်ရှိတယ်ဆိုတာကိုကျွန်တော်တို့ကောင်းကောင်းယူရမယ်ရခိုင်လူမျိုးတွေရခိုင်တက်တော့တိမ့်ပိုက်တယ်ဘယ်နေရာကိုတိမ့်ပိုက်ပြီးပျော်ကြတယ်အားရကြတယ်ဝမ်းသာကြတယ်ဝမ်းသာတဲ့အားရတဲ့နေရာမှာနေမနေနဲ့အဲ့ဒီဒီလိုရက်တည်နိုင်မှုအတွက်ဘယ်ရခိုင်တယောက်မှဘုရားထုံးမြတ်နိုင်မရတော့နိုင်ငံခြားမှာနေတယ်ငါတို့ထက်တဲ့အလှငွေတွေဘယ်ရောက်သွားလဲကွာလို့ဘယ်ရခိုင်တယောက်မှအာမချောင်ဘူးသူတို့လုပ်ဖို့ရှိတဲ့အလုပ်ကိုသူတို့လုပ်နေတယ်နော်တချို့တည်းကျွန်တော်မိတ်ဆွေရခိုင်တွေရှိတယ်အလုပ်အစင်မပြေဘူးစားဖို့အတွက်တောင်ပတ်စံလို့တယ်သူများကြီးကချီးပြီးစားတယ်ဒါပေမဲ့တလားဘလောက်လဲသူတို့ထောက်ပံ့မဲ့ငွေကိုရအောင်ထောက်ပံ့သူတို့အဲ့လိုမျိုးစနစ်တကျနဲ့လုပ်တဲ့အတွက်ရခိုင်တက်တော်ကအားကောင်းတယ်လေဘယ်ရခိုင်မှလည်းကပောက်ကစားဟိုဘဒူကတက်မှုဖြစ်သွားတော့ဘဒူကတက်ရင်မှုဖြစ်သွားတော့ဘဒူကဘာဖြစ်သွားတော့UNGရဲ့ဝင်ငွေဘလောက်ရလဲဘယ် drone ပြဖို့ကဘလောက်လဲUNG ဝင်ကြီးရဲ့ဘာမှအလုပ်ပဲအရင်မတောက်နေတော့နော်ဒီလိုမျိုးပွက်စီစကားတွေဘယ်ရခိုင်မှသူတို့ခေါင်းဆောင်တွေမပြောဘူးဗိုလ်ချုပ်ထွန်းမြတ်နိုင်တို့ဒေါက်တာညိုထွန်းအောင်တို့ဒေါက်တာညိုထွန်းအောင်ကဘာဖြစ်သားလို့ဗိုလ်ချုပ်ထွန်းမြတ်နိုင်ဘာဖြစ်သားလို့စသဖြင့်ဘယ်သူမှအပေါက်မရှိဘူးသူတို့လုပ်ဖို့ရှိတဲ့အလုပ်ကိုသူတို့လုပ်တယ်သူတို့တင်ထားတဲ့ခေါင်းဆောင်ဒီခေါင်းဆောင်တွေကိုသူတို့ခေါင်းဆောင်လို့သတ်မှတ်ထားပြီးအဲ့ဒီအတွက်ဒီခေါင်းဆောင်တွေလုပ်တာကိုသူတို့အပြည့်အဝလက်ခံထားလိုက်တယ်မှားယွင်းမှုဖြစ်လာရင်အဲ့ဒီခေါင်းဆောင်တွေတာဝန်ခံမှာဆိုတော့သူတို့တည်တယ်အဲ့ဒီအတွက်ဒီခေါင်းဆောင်တွေအလုပ်လောက်ကခက်အောင်လို့မနှောက်ယှက်ဘူးပြဿနာမရှာဘူးအဲ့ဒီအတွက်ရခိုင်တက်တော်အားကောင်းတယ်ကျွန်တော်တို့ဒီဘက်တော်လှန်ရေးမှာတယောက်ကောင်းဆိုင်တယောက်မနာလို့နော်နောက်ဆုံးတယောက်နဲ့တယောက်ဆွဲပုတ်ခတ်တိုက်ခိုက်တော်လှန်ရေးဘာဖြစ်လဲဆိုတစ်ဖက်ရန်သူကတိုက်เสียမလို့ကိုချင်းတိုက်နေတာနဲ့တင်ရန်သူကထိုင်ပြီးပြုံးလေးကြည့်နေုံပဲဆိုတော့ကျွန်တော်တို့တွေကဘယ်လိုအားကောင်းနိုင်မလဲအဲ့တော့ကိုတွေအားကောင်းခြင်းလို့ရှိရင်နော်ရန်သူအကြိုက်ကိုကျွန်တော်တို့ကိုအချင်းချင်းဖြစ်ပြလို့မရဘူးအားကောင်းခြင်းအားကောင်းဖို့အတွက်စုစည်းရမယ်စီးလုံးရမယ်ကျွန်တော်တို့ဒီနေ့ခေတ်မှာလူမျိုးတစ်ခုတည်းနဲ့ရှင်တိုက်လို့မရတော့ကျွန်တော်လူမျိုးစုအားလုံးဝိုင်းဝန်းပြီးတော့စုပေါင်းပြီးတော့ဒီအာဏာရှင်စနစ်ကိုဖျောက်ချမှရမယ်ဆိုတာကိုဒီဗိုလ်ချုပ်ထွန်းမြတ်နိုင်ကောင်းပြောပြထားဥပါပြီဒါကြောင့်မို့လို့ဒီလိုခေါင်းဆောင်တွေရဲ့ဥဆောင်မှုနောက်မှကျွန်တော်တို့ကောင်းမလိုက်ရင်ကျွန်တော်တို့နိုင်ငံဘလို့ခေါင်းဆောင်တွေနောက်ကိုလိုက်ပါလေနော်အခုဗိုလ်ချုပ်ထွန်းမြတ်နိုင်ဆိုလဲဒေါက်တာဆန်းစုကြည်ကိုဖမ်းထားပြီးတော့ငြိမ်းချမ်းဆွေးနွေးဒီရွေးကောက်ပွဲလှုပ်တာဒိဗယ်မကြည့်ထွက်ပြောပွဲကြီးရှင်းနေတယ်ဒါတွေအားလုံးကတို့အကြောင်းပဲပြောတာမဟုတ်ဘူးစီးလုံးညီညွတ်မှုဖြစ်လာအောင်သူပြောပြနေတာလှုပ်ဆောင်နေတာသူစကားကိုအလဟတ်ပြောတဲ့ပုံကိုမဟုတ်ဘူး
နော်အဲ့တော့ကျွန်တော်တို့တွေကစီလုံးပဲအရာကိုလာဝိုင်းလောက်ကမယ်ဒါမှဒါရန်သူကိုကျွန်တော်နိုင်အောင်တိုက်လို့ရမှာမင်းကဘာလူမျိုးငါဘာလူမျိုးအချင်းချင်းလူမျိုးစုတူတော်မှအချင်းချင်းတယောက်ပြက်တာတယောက်ရှာနေမယ်ဆိုရင်တော့ကျင်းနေပါလေကျွန်တော်တို့ကဒီတက်မပြောတဲ့နောက်ထပ်10တက်လဲအာနာရှင်ကိုနိုင်လို့မရဘူးနော်ဒါကြောင့်မလို့ကျွန်တော်တို့နိုင်ချင်ရင်တော့ကျွန်တော်တို့ကိုယ်တိုင်စီလုံးမှုကိုတိစောက်ကမယ်နော်ရခိုင်မှာအခုလက်ရှိပြသွားတဲ့အကွက်ကလေးကတော့ဘိုးချုပ်ထုံးမြတ်နိုင်ဘူးမလေးစားပဲမလင်နိုင်ပါဘူးတကယ်လေးစားပါတယ်နော်မင်းအောင်နိုင်ကြိတ်မနိုင်ခဲမရပါနော်ယူကျုံးမရပြီအပူလုံးကြွနေတဲ့ရုပ်တွေမြင်ချင်းပါလေ